ညီမလေးဘယ်ရလာတာမစီကိုလိုင်တန်ရလာတာနော်လိုင်တန်ရလာတာညီမလေးတက်ကဘယ်လောက်16နှစ်ပဲရှိတယ်နော်ဒါဝါသနာပါတယ်နော်ဝါသနာပါတယ်အဲဆိုလို့ရှိရင်ဒီနေ့ကမတို့ကတင်တန်းကမနက်ဖြန်ဆိုပိတ်ပြီဆိုတော့မနက်ဖြန်ပိတ်တဲ့ရက်ဖြစ်တော့အိမ်ကိုပြန်မှာနော်မမေလာခေါ်မှာမလားမမေလာခေါ်မှာနော်အဲဆိုလို့ရှိရင်ညီမလေးအိမ်မှာလေ့ကျင့်မှုတဲ့ပစ္စည်းလေးတွေထည့်ပေးလိုက်မယ်နော်ဒါကကြတော့ညီမလေးကအခုဒီလိုမျိုးဒီမှာဒါညီမလေးဒါတင်တန်းကြောင့်မလေ့ကျင့်တာလားမလားအိမ်ရောက်တာနဲ့ညီမလေးဒီစုပ်တန်ယူသွားနော်ဒါစုပ်တန်အစ်စ်ပေးထားတာဒီစုပ်တန်နဲ့ထားနဲ့နော်ဆွဲမယ်ပြီးတော့လို့ရှိရင်ဒီစာရွက်ဒီစာအုပ်ပေါ်မှာဆွဲလိုက်ရတယ်နော်ဒီလိုစာအုပ်လေးပေါ်မှာနော်ဒီမှာလေးတို့ကဒီမှာနေတဲ့ချိန်မှာကျတော့မတို့ကဒီဟာနဲ့လေ့ကျင့်နိုင်တာမလားဟုတ်တယ်နော်အိမ်မှာကျတော့ဒီစာအုပ်ပေါ်မှာလေ့ကျင့်နော်ဒီမှာအကွက်လေးတွေလည်းရှိတယ်အဲ့လေ့ကျင့်မယ်ပြီးတော့ဒီမှာထောက်တန်လေးဒီမှာဒီလိုထောက်တန်လေးတွေပေးသုံးနေဆိုတော့ဒီမှာလေးအိမ်မှာဒီဟာလေးယူသွားလိုက်နော်ဒီထောက်တန်လေးနဲ့ပြီးလို့ရှိရင်နောက်နေ့ကျလို့ရှိရင်လည်းဒီတင်တန်းကြောင့်ဒီထောက်တန်လေးယူလာခဲ့လိုက်ကိုထောက်တန်နဲ့ကိုသုံးမယ်နော်ဒါက free ပေးတဲ့ဟာနော်ဒီမှာလေးပြီးတော့ညီမလေးခုဒါညီမလေးလက်ရတယ်နော်အဲ့အကုန်လုံးဒီထဲမှာကတ်မယ်နော်ဒီမှာပြီးသွားရင်ကတ်နီးပြမယ်နော်တပည့်တေးလေးပါပေးမယ်နော်ကတ်နီးလေးပြမယ်ဒီမှာတပည့်တေးလေးနဲ့ကတ်သွားမယ်နော်ဒီမှာကတ်သွားမယ်ဘာဖြစ်လို့လဲဆိုတော့မမီလာလို့ရှိရင်ဒီဟိုဟာ2ရက်တာအတွင်းမှာဆွဲထားတဲ့ဟာတွေပြလို့ရတယ်နော်အဲ့ဆိုလို့ရှိရင်ဒါလေးကိုယူထားမယ်ပြီးသွားရင်ဒါကတော့ညီမလေးကတင်ယုံညွှန်းစာအောင်နော်ဒါလက်သေးရဲ့တင်ယုံညွှန်းစာအောင်ပဲနော်ဒီစာလေးရှင်နဲ့ပြီးသွားရင်မနေ့ကတော့မှတ်ပြထားတဲ့ရေစေးဆက်နီးဟုတ်တယ်နော်ရေစေးဆက်နီးကိုစာတွေကိုကူးရမယ်တေချာကူးမယ်နော်ဒီနေ့ကူးသွားမယ်နော်အမေကညနေမှလာမှာမလားအဲ့ဆိုလို့ရှိရင်ဒီထဲမှာတေချာကူးမယ်ဒါတွေအကုန်လုံးပစ္စည်းတွေအကုန်လုံးဒီထဲကိုထည့်မယ်ဒါကတော့အိတ်ကလေးပေါ့နော်ဒါညီမလေးအိတ်ကလေးမပြအောင်လို့ပေါ့နော်ပစ္စည်းကိုကားပေါ်မှာမပြအောင်လို့ပြီးသွားလို့ရှိရင်ဒါစုပ်တာဂျယ်ကြရင်သုံးပါနော်ဂျယ်ကြရင်သုံးပါရဲ့ဒါအပစ္စည်းတွေတင်လိုက်နော်